မိသားစုကိုချစ်လွန်းလို့နတ်ဆိုးကိုတောင်ဖိတ်ခေါ်ရဲမလားသူတို့ဟာအဖိုးအဖွားတစ်စုံပါမြေးလေးဂျက်ဆန်တည်ဆုံးသွားတဲ့အခါသူတို့ရဲ့ဘဝလုံးဝပြိုကွဲသွားပါတယ်ဒါပေမဲ့သူတို့မလက်လျှော့ခဲ့ပါဘူးဂျက်ဆန်ကိုပြန်ရဖို့ကိုဝင်ဆောင်မင်းကလေးရှင်တော်ကိုဖမ်းဆီးပြီး reverse exorcism လို့ခေါ်တဲ့အနေကြီးတဲ့ ritual တစ်ခုစလုပ်လိုက်ကြပါတယ်အစီအစဉ်ကရိုးရှင်းပါတယ်ရှန်နော်ရဲ့ဘိုက်ထဲကကလေးတွေကိုဂျက်ဆန်ရဲ့ဝိညာဉ်ကိုထည့်ဖို့ပါဒါပေမဲ့သူတို့ဖွင့်လိုက်တဲ့တကားကဂျက်ဆန်တယောက်တည်းမဟုတ်ဘူးအိမ်ထဲမှာထူးဆန်းတဲ့ဝိညာဉ်တွေပေါ်လာတယ်မမြင်ရတဲ့အရာတွေလှုပ်ရှားလာတယ်အမှောင်ကတဖြည်းဖြည်းနီးကပ်လာတယ်မိသားစုချစ်ချင်းဟာကဲတင်ချင်းဖြစ်မလားဒါမှမဟုတ်အဆုံးမရှိတဲ့အမှောင်လားဒီကားကတင်ကိုမေးခွန်းတစ်ခုချန်ထားတယ်တကယ်လို့မင်းသာဆိုရင်ဂျက်ဆန်အတွက်ဘယ်ထိသွားရဲမလဲ